ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ကိုယ်တွင်းအင်ကအစိတ်ပိုင်းတွေကအိတ်မနေပါဘူး။မှန်ညံတွေတိုးလောင်မယ်အစာတွေခြေထက်မယ်ကုန်ခန်းသွားတဲ့အားတွေပြင်သေးမယ်အောက်ဆီဂျင်ကိုယူပြီးသွေးလက်ပတ်စီးစစ်မယ်စားတဲ့ခန္ဓာကိုယ်ရဲ့ repair process ကိုဆက်တိုက်လှုပ်ဆောင်နေကြပါတယ်။လူတကိုအချက်အမျိုးဆိုတဲ့အတိုင်းရုပ်တရက်လှုပ်ရှားလိုက်တာပဲဖြစ်အိတ်တဲ့အခါမှာဖြစ်အမှုချင်းလေးတွေကလည်းမတူကြပါဘူး။ညာအိတ်တဲ့အခါလဲအိတ်ဆက်နေကြအိတ်ဆက်မှုပုံစံကကိုယ့်အချင်းနဲ့ကိုယ်ပါပဲတချို့ကမြေဆောင်အိတ်တက်တယ်တချို့ကပက်လက်ဆန့်ကားပြီးအိတ်တက်တယ်တချို့ကမောင်းရဲ့အိတ်လေးရှိတယ်လူးလိမ်ရင်ချီရင်ကောင်းရင်မားတက်ထူတောင်ရှိပါသေးတယ်ဘာကြောင့်ဘယ်ဘက်ကိုစောင့်အိတ်တင်တာလဲအိတ်တာပဲဘလို့အိတ်ပေါ်လို့လူတော်များများကတွေးကြပြောကြမှာပဲဒါပေမဲ့အိတ်တဲ့အချိန်မှာလူကအိတ်နေပေမဲ့ခန္ဓာကိုယ်ရဲ့ကိုယ်အင်ကအစိတ်ပိုင်းတွေကနားနေတာမဟုတ်ပါဘူးအိတ်နေတဲ့အချိန်အတွင်းမှာမှန်ညာတွေတိုးလောင်မယ်အစာတွေခြေဖြတ်မယ်ကုန်ခန်းထားတဲ့အားတွေပြန်ဖြစ်မယ်အောက်ဆီဂျင်ကိုယူပြီးသွေးလက်ပတ်စီးဆင်းမယ်စတဲ့အလုပ်တွေအများကြီးပါအဲ့ဒီတော့ကိုယ့်ရဲ့အိတ်ဆက်မှုပုံစံအနေထားကဒီလုံးဆောင်ချက်တွေပေါ်တက်ရောက်မှုရှိနေတယ်ဆိုတာသတိထားဖို့လိုပါတယ်အိတ်ဆက်ခြင်းအမှုပညာမှာတင့်တော်တဲ့အိတ်ဆက်မှုပုံစံဆိုတာရှိပါတယ်အဲ့ဒါကတော့ပလက်အိတ်တာနဲ့ဘဲပတ်ကိုစောင်းအိတ်တာပါပဲဒီအကြောင်းကိုရှေ့ကဗီဒီယိုမှာပြောခဲ့ပြီးပါပြီဒီနေ့မှာတော့ဘဲပတ်ကိုစောင်းအိတ်ခြင်းရဲ့ကောင်းကျိုး9ခုကိုပြောပြပေးချင်ပါတယ်နံပါတ်1အစာကျေလွဲစေတဲ့အိတ်ခါနီဒါမှမဟုတ်ဒီနိုဖိုက်စာတက်ကြတာအကြောင်းရင်းရှိပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့အိတ်နေချိန်အပြင်မှာအလုပ်လည်းများသလိုအဲ့ဒီအလုပ်တွေလုပ်ရတဲ့အတွက်ကြောင့်လောင်စာတချို့လည်းလိုအပ်ပါတယ်အစာရင်က1 byte ဘက်ဘက်ချမ်းမှာရှိတာမဟုတ်ဘက်ဘက်ကိုစောင်းအိတ်တဲ့အခါအစာတွေကိုဥမားကြီးစီရောက်ရှိဖို့ရန်ပိုးလွယ်ကူစေပါတယ်ဒါပြင်အစာကျဲအင်ဆိုင်တွေထွက်ရှိမှုကိုအားပေးတယ်ပန်ခရီယာအပေါ်အစာအင်ကသွားမဖိမိတော့ဘူးပေါ့နံပါတ်2နှလုံးကိုနားပေးဖြစ်တယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးဖွဲ့စည်းဖြစ်ပေါ်ကြတဲ့ကနှလုံးကအဆက်မပြတ်ခုန်နေကြတာပါသူရဲ့လှုပ်ဆောင်ချက်ကကြီးမားလွန်းတယ်လို့အစာအတော့ကအစလေထုညီပြန်တာတွေအထိသူ့ကိုထိခိုက်စေတဲ့အရာတွေလည်းအများကြီးရှိပါတယ်ဘယ်ဘက်ကိုစောင်းအိတ်တာကနှလုံးကိုဒဏ်ပေါင်းများစွာတက်ရောက်မှုပေါင်းများစွာရဲ့အန္တရာယ်ကနေကာကွယ်ပေးပြီးနှလုံးကိုအလုပ်လုပ်ရတာလွယ်ကူစေဖို့ကူညီပေးလိုက်တာပါပဲဘာမှမဟုတ်ဘူးလို့ထင်ရပြီမဲ့ဘယ်ဘက်ကိုစောင်းအိတ်တဲ့အခါကဘာမြေရဲ့ဆွဲအားကြောင့်နှလုံးကိုသွေးလေပတ်မှုပိုအဆင်ပြေစေပါတယ်နံပါတ်3ခါနာတတ်တာစီလေးဘေဘက်ကိုစောင်းအိတ်တဲ့အခါကြောရုပ်အပေါ်ခန္ဓာကိုယ်ဖိအားကရော့ပါတယ်အိတ်နေတဲ့အချိန်ခါမှဖိအားများလေကြွက်သားမိကိုလိုတာထက်ပိုပြီးလူဆောင်ချက်တွေများစေပါတယ်ဘေဘက်ကိုစောင်းအိတ်ရင်သွေးလေပတ်မှုကောင်းလို့ကြွက်သားတောင့်တင်တာရောင်ရမ်းတာတွေရော့စေနိုင်ပါတယ်နံပါတ်4ပြန်ကြီးကြောစနစ်ကိုထောက်ပံ့ပေးတယ်ပြန်ကြီးကြောစနစ်ဟာခန္ဓာကိုယ်အနှံ့ကိုအရည်တဲ့ရွေလာမှုမှာအဓိကကျတဲ့လှုပ်ဆောင်ချက်ရှိတဲ့အပြင်ကိုယ်ကံအားလှုပ်ဆောင်ချက်မှာလည်းအရေးပါပါတယ်။ပြန်ရည်တွေကအစိတ်တောက်တွေနဲ့တခြားဆွန့်ပစ်ပစ္စည်းတွေကိုဖယ်ထုတ်ပေးတဲ့အတွက်စနစ်ရဲ့ဘယ်နေရာမှာမဆိုပိတ်ဆို့နေတာရှိရင်ကျန်းမာရေးမကောင်းဖြစ်စေပါတယ်။ဘယ်ဘက်ကိုစောင်းအိတ်ရင်ဘယ်ဘက်အရည်တဲ့ပွင့်ပွင့်တခြားပြန်ရည်စီးစီးမှုဖြစ်စေတဲ့အခါကဘာမြေဆွဲအားကြောင့်ဒီလှုပ်ဆောင်ချက်ကိုအကူအညီပေးပြန်ပါတယ်။နံပါတ်5ရင်ပူခြင်းကိုတက်တာစေတယ်ရင်ပူခြင်းကိုခံစားရတဲ့သူတွေကအစာအိမ်အက်ဆစ်တွေလွယ်လွယ်နဲ့မဖြစ်လာစေဖို့ဘယ်ဘက်ကိုစောင်းအိတ်တင်တယ်လို့သုတေသနတစ်ခုကတွေ့ရှိထားပါတယ်ဘယ်ဘက်မှာဆိုရင်အစာအိမ်နဲ့အစာပြုံစုံတဲ့နေရာကအစာအိမ်အက်ဆစ်ရှိတဲ့နေရာထက်မြင့်လေတဲ့အတွက်အစာအိမ်အက်ဆစ်တွေလွယ်လွယ်နဲ့မဖြစ်ဘဲရင်ပူတာကိုတက်တာစေပါတယ်ညာဘက်စောင်းအိတ်ရင်အစာပြုံအောက်ပိုင်းကြွက်သားကိုပြီးရုပ်ဆိုပြီးacid တွေထွက်လာစေပါလိမ့်မယ်နံပါတ်6ကိုယ်ဝန်ဆောင်တွေအတွက်အရေးကြီးတယ်ကိုယ်ဝန်ဆောင်မျိုးသမီးတွေဟာလူနှစ်ယောက်စာအတွက်သွေးလေပတ်ရတာဖြစ်လို့ပိုအရေးကြီးပါတယ်တတိပြဖွံ့ဖြိုးလာတဲ့တတိသားကတိုင်အတွင်းမှာနေရာပိုယူလာပြီးကြောရုံမကြီးနဲ့တခြားကိုယ်ရင်းအင်္ဂါတွေအပေါ်ဖိအားဖြစ်စေပါတယ်ဘယ်ဘက်ကိုစောင်းအိတ်ခြင်းအပြင်သွေးလေပတ်မှုကိုလွတ်လွတ်လပ်လပ်ဖြစ်စေပြီးမိခင်ရဲ့ကြောရုံမကြီးအပေါ်ကလေးရဲ့ဖိအားကိုရောစေတဲ့အပြင်အထက်ကိုအားဖိညစ်မိမှာကိုလည်းကာကွယ်ပေးပါတယ်
ခြုံငုံပြောရရင်ကလေးနဲ့မိခင်နှစ်ယောက်လုံးအတွက်သွေးလေပတ်မှုအကောင်းဆုံးဖြစ်စေမယ့်အနေထားပါပဲနံပါတ်9မဟောက်တော့ဘူးပက်လက်အိတ်ချင်းကဟောက်တဲ့သူတို့အတွက်အဆိုးဆုံးအနေထားပါပက်လက်အိတ်ရင်ပါဇက်လေချောင်းလျှာတို့ရဲ့တစ်ရှူးတွေကိုနောက်ဘက်ကိုပြေတော့ကျစီပြီးအသက်ရှူလမ်းကြောင်းကိုတချို့တော့ပစ်ဆို့မှုစေနိုင်ပါတယ်ဘယ်ဘက်ဆောင်အိတ်ရင်ဟောက်တာကိုတိတိတတ်သက်သာစေပါတယ်အခုဖြုတ်ပြခဲ့တာတွေကတော့ဘယ်ဘက်ကိုစောင်းအိတ်ချင်းရဲ့ကောင်ကျိုးခုနှစ်ခုပဲဖြစ်ပါတယ်အခုလိုပြောလိုက်လို့အများအားဘယ်ဘက်ကိုစောင်းအိတ်ပါလို့ဆိုလိုတာမဟုတ်ပါဘူးကိုကဘယ်ဘက်ကိုစောင်းအိတ်တဲ့သူဆိုရင်ကိုယ့်ရဲ့အိတ်ဆက်တဲ့ပုံစံကိုကျင့်တဲ့အားရမှုဖြစ်စေဖို့ရဲ့ခါနာတဲ့သူရင်ပူတဲ့သူဟောက်တတ်သူတဲ့အတွက်ကိုနဲ့တင့်တော်တဲ့ကောင်းမွန်တဲ့အိတ်ဆက်မှုပုံစံကိုသိစေချင်တာရဲ့ပါဒီဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့ပြောပါရစေနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ